နံပါတ်2ပြားရည်ရဲ့တက်တန်းဒုတိယအချက်ကတော့ပြားရည်ပါပြားရည်ဟာဘယ်တော့မှတိုးမသွားတဲ့တစ်ခုတည်းတော့အစားအစာပါရှေးဟောင်းသုတေသနပညာရှင်တွေဟာဒီဂျစ်ဘရင်တွေရဲ့အခုသင်္ချိုင်းတွေထဲကအနှစ်3000ကျော်တက်တန်းရှိတဲ့ပြားရည်အိုးတွေကိုရှာဖွေတွေ့ရှိခဲ့ပေမဲ့အဲ့ဒီပြားရည်တွေဟာအခုထိစားလို့ရနေတော့မယ်ဆိုတာကိုမယုံနိုင်ကြပါပဲပြားရည်ရဲ့ဖွဲ့စည်းပုံမှာတခြားဓာတ်ကအဓိကဖြစ်ပြီးတော့ရေဓာတ်ကတော့16ဒါမှမဟုတ်18ဝန်းကျင်မှာပါရှိပါတယ်ဒီလောက်ထိ6တွေ့တဲ့ပတ်ဝန်းကျင်မှာဘက်တီးရီးယားတွေနဲ့မှုတွေကရှင်သန်နိုင်စွမ်းမရှိပါဘူးပြားရည်တွေကိုဘက်တီးရီးယားတစ်ကောင်ရောက်သွားရင်တော့ပြားရည်ကအဲ့ဒီဘက်တီးရီးယားစီကရေဓာတ်ကိုစုပ်လိုက်တာကြောင့်ဘက်တီးရီးယားတွေဟာချက်ချင်းတိတ်ဆုံးသွားရပါတယ်ပြားရည်ရဲ့ pH value ဟာ 3.2 ကနေ 4.5 ကြားမှာရှိပါတယ်ဒါဟာ acid ဓာတ်တော်တော်လေးမြင့်မာတဲ့အနေအထားပါဒီလို acid ဓာတ်များပြားတဲ့နေရာမျိုးမှာအစာကိုပုတ်တိုးစေမယ်ပုံမတွေကလုံးဝမရှင်းသန်နိုင်ပါဘူးပြားရည်တွေဟာပန်းဝီကိုပြားရည်ဖြစ်မပြောင်းလဲခင်သူတို့ရဲ့ဗိုက်ထဲမှာခဏသိမ်းဆည်းထားပါတယ်အဲဒီအချိန်မှာပြားရည်ခန္ဓာကိုယ်တွေက glucose oxidase ဆိုတဲ့ enzyme တစ်မျိုးနဲ့ရောနှောသွားပါတယ်အဲဒီ enzyme ကပြားရည်ထဲမှာ hydrogen peroxide ဆိုတဲ့ဓာတ်ပစ္စည်းကိုထုတ်ပေးပါတယ်ဒီ hydrogen peroxide ဟာပိုးသက်စေအာနိသင်ရှိတာကြောင့်ပြားရည်ကိုပုတ်တိုးခြင်းကနေရာသက်ပံကာကွယ်ပေးထားတာဖြစ်ပါတယ်သတိထားရမယ့်အချက်အနေနဲ့ပြားရည်ဟာ theory ရမပုတ်တိုးနိုင်ဘူးဆိုပေမဲ့လေလုံးအောင်ပိတ်ထားဖို့တော့လိုအပ်ပါတယ်အကယ်၍ပြားရည်ကိုအဖုံးပွင့်နိုင်ရင်လေတွေကစူထိုင်းစရေဓာတ်ကိုစုပ်ယူမိသွားပြီးတော့အချင်းပေါက်ကပျက်စီးသွားနိုင်ပါတယ်နောက်တစ်ခုကတော့ crystallization ခဲသွားခြင်းပါပြားရည်ကကြာလာရင်တကြားခဲလေးတွေကိုခဲသွားတတ်ပါတယ်ဒါဟာပျက်စီးတာမဟုတ်ဘဲနဲ့ရေနွေးနွေးတွေကိုခဏစိမ့်လိုက်ရင်ငကိုအတိုင်းပြန်ဖြစ်သွားပါတယ်ရှေးခေတ်ကပြားရည်ကိုအစားအစာတွေမကဘဲနဲ့တန်ရာတွေကိုပူတက်ဖို့အတွက်စေဝါအဖြစ်ပါအသုံးပြုခဲ့ကြတာဟာဒီဘယ်တော့မှမပုတ်တိုးတဲ့အာနိသင်ကြောင့်ပဲဖြစ်ပါတယ်နံပါတ်3လူသားရဲ့ DNA နောက်ဆုံးတစ်ခုကတော့သင်ဟာတစ်တီးတစ်မျိုးနဲ့ DNA 50%တူညီနေတယ်ဆိုတာကိုသိပါသလားဟုတ်ပါတယ်အဲ့ဒါကတော့မပြောသေးပါလူတစ်ယောက်ရဲ့ DNA ဖွဲ့စည်းပုံဟာမပြောသေးနဲ့တဝက်တိတိတူညီနေတာဖြစ်ပါတယ်